မရှိအလိုမရှိအာနာရှင်နဲ့ဘူပေါင်းသောပုဂ္ဂိုလ်များအလိုမရှိအလိုမရှိဖိတ်ဖိတ်go go ဖိတ်ဖိတ် go go ကျေတော်ဘုံဟောရမီဟောရမီကျေတော်ဘုံဟောရမီဟောရမီကျုံချက်တဲ့ရောင်းထွက်ရောင်းထွက်ကျုံချက်တဲ့ရောင်းထွက်ရောင်းထွက်ကျုံပြီးသူရဲ့ညီရဲ့လာဟဲ့ညီရဲ့ညီရဲ့ကျုံပြီးသူရဲ့ညီရဲ့လာဟဲ့ညီရဲ့ညီရဲ့အာနာရှင်နဲ့ဘူပေါင်းသောပုဂ္ဂိုလ်များအာနာရှင်နဲ့ဘူပေါင်းYalla hey, gira hey, gira hey. Don't turn the yalla hey, gira hey, gira hey. Don't be yalla hey, gira hey, gira hey. Don't be yalla hey, gira hey, gira hey. Yom tana, show track. Yom tana, show track. Syrian na pawiye. Don't say. Syrian na pawiye. Don't say. Syrian amiye. Don't say.
加熊把子，加熊把子，加熊把子，背背，背背，
နေတဲ့ကျွန်တော်တို့တကယ်ချင်းမြောက်နော်အောက်မှာရှင်းပေးပြီးတော့ခဏလေးကျွန်တော်တို့အချိန်ယူရအောင်နော်ကျွန်တော်ကျေးဇူးပြုပြီးမှအောက်မှာတစ်ချက်လောက်စုဝေးလိုက်ကြရအောင်အချိန်မကြာပါဘူးဒီတော့ရှိတဲ့ပြည်သူများခင်ဗျာဒီကနေ့ကျွန်တော်တို့အကြမ်းမဖက်ကျွန်တော်တို့ရဲ့ဆန္ဒဖော်ထုတ်တဲ့နေရာမှာပါဝင်ကြတဲ့သူတွေအားလုံးကိုကျေးဇူးတင်ပါတယ်အထူးသဖြင့်ကျွန်တော်တို့သူလာရောက်ပူးပေါင်းတဲ့ကျွန်တော်တို့ရဲ့ပြည်သူရဲများကျွန်တော်တို့ရဲ့ပုံလိုက်ရဲများကိုလည်းအားလုံးကိုကျေးဇူးတင်ပါတယ်လက်ကောက်ပြီးပေးအောင်ပြည်သူရဲဟုတ်ကဲ့ကျွန်တော်တို့အားလုံးကိုကျေးဇူးတင်ပါတယ်ချက်ကျွန်တော်တို့ဒီမူရစ်ရန်ကာပြီးတော့ဆန္ဒဖော်ထုတ်တဲ့သူများမဟုတ်ပါဘူးအဲဒီအတွက်ကျွန်တော်တို့ဘေးနားမှာမူရစ်တောင်းချမ်းပြီးတော့ပြဿနာရှာတဲ့သူများဟာကျွန်တော်တို့အထက်ကဟုတ်ပါသလားမဟုတ်ဘူးဟုတ်ပါသလားမဟုတ်ဘူးဟုတ်ပါသလားမဟုတ်ဘူးအဲ့ဒါကြောင့်ကျွန်တော်တို့လူငယ်များအားလုံးကိုဒီကနေအနူးညွတ်တောင်းပန်ချင်ပါတယ်ဒီလိုဆန္ဒဖော်ထုတ်တဲ့အခါမှာမလိုအပ်တဲ့ပြဿနာတွေမဖြစ်အောင်ကျေးဇူးပြုပြီးတော့အရက်သေးစားတွေမူရစ်စေတွေမတုံးပေးကြပါနဲ့လွတ်လပ်စွာကျွန်တော်တို့လိုချင်တဲ့ပန်းတိုင်မရောက်မချင်းကျွန်တော်တို့တိုက်ပွဲဝင်ကြရမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့မူရစ်စေဝါမတုံးပေးပါနဲ့ကျွန်တော်တို့အရက်သေးစားမတောက်ပေးကြပါနဲ့လို့အားလုံးကိုတောင်းပန်ချင်ပါတယ်တစ်ဆက်တည်းမှာပဲကျွန်တော်တို့မနက်ဖြန်10နာရီမှာပဲကျွန်တော်တို့ဘောလုံးကွင်းခုနကျွန်တော်တို့စခဲ့တဲ့နေရာမှာပြန်ဆုံမှာဖြစ်ပါတယ်မနက်ဖြန်လည်းဒီလိုပဲကျွန်တော်တို့ဆန္ဒပြမှာဖြစ်ပါတယ်လို့အားလုံးကိုကျွန်တော်ဒီကနေကြေညာချင်ပါတယ်အခုချိန်ကတော့ကျွန်တော်တို့ဘာသာရေးဆရာတယောက်ကနေပြီးတော့ကျွန်တော်တို့ကိုခွန်အားပေးပြီးတော့ကျွန်တော်ဆုတောင်းခြင်းအဖြစ်အစီအစဉ်ရုပ်သိမ်းကြမှာဖြစ်ပါတယ်အရေးတော်ဘုံအောင်ရမည်အရေးတော်ဘုံအောင်ရမည်အရေးတော်ဘုံအောင်ရမည်ဟုတ်ကဲ့ဒီကနေ့ကျွန်တော်တို့စီရီယမ်ဆန္ဒပေါ်ထုတ်တဲ့နေရာမှာအစကနဲ့အဆုံးအထိရတဲ့ခင်ကလမ်းပြဥဆောင်ပေးဒနာတော်မူတဲ့အတွက်ရတဲ့ခင်ရဲ့နာမတော်ကိုဆိုချီးမွမ်းပါတယ်အမေရိကန် president စုံတော်ပြီးတဲ့ဂျွန် F. Kennedy ကစကားတခုပြောပါတယ်အဲဒီစကားတခုမှာပြောထည့်ထားတယ်ဆိုလို့ရှိရင်သူအကျွေးခံတဲ့ညမှာဒီဗီကနဲ့ပြောတော့တယ်ဆိုလို့ရှိရင်အမေရိကအစိုးရကနန်ပေးမလဲဆိုပြီးတော့မြောက်လင်းတဲ့ပြည်သူလူထုမဟုတ်ဘဲနဲ့ပြည်သူလူထုကနန်အမေရိကအတွက်ပေးစရမလဲဆိုတာကို number 1အကြီးဆုံးလို့ပြောခဲ့ပူပါတယ်ကျွန်တော်မနေ့ကဒီနေ့ဝေထားတဲ့ဟာဒီမှာပြန်မရောက်တော့ကျေးဇူးပြုပြီးတော့စကားပြောဆက်လေးတွေဒီနိုင်လေးတွေဒီမှာပဲဖတ်ပေးခဲ့ကြပါလို့ဒီအားလုံးကိုကျေးဇူးတင်ပါတယ်အရေးတော်ဘုံအရေးတော်ဘုံ